Facebook ကြည့်ရင်းနဲ့ဘာဖြစ်တော့ပေါက်ကွဲနေတချို့ဆိုဗျာပါဒဌိနာမိတ်တာစိတ်တွေတိတ်မလန်းဘူးလေးကန်ထိုင်မှန်ပြီးတော့နေတာလည်းရှိတယ်သူလည်းပဲအရင်ကြီးတော့အများအလွန်များတဲ့အကုသိုလ်သဘောကဘယ်လိုဟာတော့ဆိုရင်ဥဒိစ္စကုက္ကုစ္စဥဒိစ္စဆိုတာပြန့်လွင့်နေတာကိုဘာတွေးလို့တွေးနေမှကိုမသိဘူးကိုဘာဖြစ်လို့ဖြစ်နေမှကိုမသိတောင်းစင်ရှင်မရတွေးပြီးတော့နေတာဥဒိစ္စပြန့်လွင့်ကုက္ကုစ္စဆိုတာကကိုလှုပ်ခဲ့တဲ့မကောင်းတာတွေနဲ့ပတ်သက်ပြီးတော့နောင်တနဲ့ပူရတာကိုမလှုပ်လိုက်မိတဲ့ကုသိုလ်နဲ့ပတ်သက်ပြီးတော့နောင်တနဲ့ပူတာအဲ့ဒါကိုကုက္ကုစ္စအဲ့ဒီဥဒိစ္စနဲ့ကုက္ကုစ္စလည်းတွဲနေတာစိတ်တွေပြန့်မှများပြီဆိုရင်သူကုက္ကုစ္စဘက်ကိုရောက်သွားတတ်တယ်ဥဒိစ္စအဖြစ်များရင်ကုက္ကုစ္စဘက်ကိုရောက်သွားတယ်ဘဝမှာဒီလိုစိတ်တွေနဲ့နေနေတာနော်မြင်ချင်းကြည့်ချင်းတဲ့စိတ်တွေအဲ့ဒါနေတိုင်းဒီခေတ်အဲ့ဒီကာမိဆန္ဒအများဆုံးပဲဖုံးကလေးထဲမှာရနေတယ်လေဘလောက်ချိန်ပေးထားတော့ဒါအတွက်ကာမိဆန္ဒနော်ပြီးရင်ကာမိဆန္ဒကြည်ရင်းနဲ့မကြည်နဲ့တာတွေကတွေးလာဖြုတ်လာပြီးတော့ဝိသိကိစ္စလေးနဲ့တဲ့အကြောင်းတွေးလိုက်ပြန်တော့လေစိတ်ကတန်တရားရှင်းရှင်းနဲ့ဆုံးဖြတ်ချက်ကမချနိုင်ဘူးဟိုလိုဒီလိုအဲ့တော့ဘာလဲဒါတွေကအကုသိုလ်တရားတွေပေါ့အဲ့ဒီလိုနေတဲ့အနေအထားတရက်ကိုဘုန်းဘုန်းတို့တကယ်ပြန်ပြီးတော့စစ်စစ်ကြည့်ရင်သဘောကျနိုင်သလားနှစ်သက်နိုင်သလားမနှစ်သက်နိုင်ဘူးဟုတ်ပြီ